အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့သမီးချွမ်းလေးကိုလုပ်ပေးဖြစ်တဲ့ activity လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ရှင်ဒီ activity လေးကတော့ရေလေးတဲကိုတရေခွင်းလေးတွေခေါင်းစည်းကျိုးလေးတွေကိုထည့်ပြီးတော့ဒုက္ခလေးနဲ့ဆေးယူခိုင်းတဲ့ activity လေးပဲဖြစ်ပါတယ်ရှင်ဒီ activity လေးကရိုးရှင်းမိမယ်ခလေးဖွံ့ဖြိုးဖို့အတွက်အရန်ကိုအထောက်အကူပြုတဲ့ activity လေးပါရှင်ဝိုင်းကျဝင်သွားလို့သူပြောနေတယ်မိတဲ့ကြီးတော်လိုက်တာခုနကတော့ပေါ့နော်သမီးလေးကတရေခွင်းလေးကိုသူဆဲမိသွားတယ်ပေါ့နော်ဆဲမိသွားတဲ့အတွက်ကြောင့်သူကပျော်ရွှင်သွားတယ်ကိုကနေပြီးတော့သူ့ကိုတော်လိုက်တာလို့ချီးမွမ်းပေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးလိုက်ခြင်းကနေပြီးတော့သူ့ရဲ့အုံနောက်ထဲမှာဒိုဗာမင်လို့ခေါ်တဲ့ဟော်မုန်းလေးထွက်လာတယ်ပေါ့နော်အဲ့ဒီဟော်မုန်းလေးကကလေးကိုကိုသူလုံနိုင်နေဆိုရဲပေါ့နော်ကိုယုံကြည်မှု self esteem ကိုတိဆောက်ပေးလိုက်ပါတယ်ပြီးတော့သူကမီဆဲရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ fine motor skill အနေနဲ့သူ့ရဲ့လက်ချောင်းလေးတွေကိုတန်မာလာစေပါတယ်အာယုံစူးစိုက်မှုအားလည်းပို့ပြီးတော့ကောင်းလာစေရပေါ့နော်ပြီးတော့ကိုကဘီနာနေပြီးတော့စကားလေးတွေပြောပြမယ်ပေါ့နော်ဥပမာသမီးလေးအပြာရောင်ဝင်းလေးရသွားပြီပေါ့နော်ပြီးရင်သမီးလေးရေလေးကအေးလိုက်တာနော်အဆရှိသဖြင့်အဲ့လိုစကားလေးတွေပြောပြခြင်းအဖြစ်သူတို့ရဲ့ဒီ language ပေါ့နော်ဘာသာစကားစွမ်းရည်တွေကလေးတိုးတက်လာမှာဖြစ်ပါတယ်ဒီမှာပေါ့နော်တတိထားမင်းရဲ့အရေးကြီးဆုံးအချက်ကတော့ဒီရွယ်ကလေးတွေကတွေ့သမျှကိုပါစက်ထဲထည့်တတ်ပါတယ်အားကြောင့်မလို့လူကြီးကဘီနာကနေတစ်ချိန်လုံးကြည့်ပြီးတော့သူတို့အတွက်အန္တရာယ်ကင်းအောင်လို့စောင့်ရှောက်ပေးရပါမယ်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်